ဦးဇင်းတို့950ဇာတကနိပတ်တော်မှာလာရှိတဲ့ကံနှဇတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိပါအဲ့ဒီကံနှဇတ်တရားတော်ကိုဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဘာကြောင့်ဟောမယ်လို့စိတ်ကူးထည့်ရတယ်လဲဆိုတော့မြတ်စွာဘုရားရဲ့တရားတော်တွေမှန်သမျှဟာရည်ရွယ်ချက်ကတစ်ခုတည်းပဲအဲ့ဒါဘာလဲဆိုတော့ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းချမ်းသာဆိုတဲ့အထွတ်အထိပ်ချမ်းသာကိုရဖို့ရည်ရွယ်ပြီးတော့ဟောထားတာကြီးပဲအဲ့ဒီဝိမု ക്തി ဒုက္ခဆိုတဲ့လွတ်မြောက်ခြင်းချမ်းသာကိုရခြင်းလို့ရှိရင်မိမိရဲ့စိတ်နှလုံးမှာဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိမှဝိမု ക്തി ဆိုတဲ့လွတ်မြောက်ခြင်းကရတာတရားကစတဲ့ကလေးလက်တဲ့အကြောင်းအရာတွေကိုပဲစပြောနေပြီနော်တရားကြီးဒီမိုင်းများမှန်ပါမြတ်စွာဘုရားရဲ့တရားမှန်သမျှသည်ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းဆိုတဲ့ချမ်းသာဒုက္ခကိုဥတည်ထားတာကြီးပဲဘယ်တရားပဲဖြစ်ဖြစ်မှန်ပါနော်အဲ့ဒီဝိမု ക്തി ဒုက္ခကိုလည်းပဲအလကားမရဘူးမိမိရဲ့စိတ်သည်ဝိသုဒ္ဓိဆိုတဲ့တန်ရှင်းစင်ကြယ်ခြင်းရှိမှဝိမု ക്തി ဆိုတာဖြစ်တာနော်တန်ရှင်းမှလွတ်မြောက်တာပြီးလိုက်ပါတဲ့တော့တန်ရှင်းမှလွတ်မြောက်တာပါဗျာတန်ရှင်းမှလွတ်မြောက်တာအဲ့တော့တရားတော်အလုံးတို့ရဲ့ရည်ရွယ်ချက်သည်ဝိမု ക്തി လို့ပြောခဲ့တယ်အဲ့ဒီဝိမု ക്തി ကလည်းဝိသုဒ္ဓိဖြစ်မှဝိမု ക്തി ဖြစ်တာနော်အဲ့ဒီတော့စင်ကြယ်ဖို့အတွက်စိတ်စင်ကြယ်ဖို့ဟာအရေးအကြီးဆုံးပဲစိတ်စင်ကြယ်ခြင်းကြတဲ့ပုဂ္ဂိုလ်တွေဟာပထမဦးစွာကာယကံစင်ကြယ်ရမယ်ဝစီကံစင်ကြယ်ရမယ်မနောကံစင်ကြယ်ရမယ်အဲ့ဒါလို့အပြင်ဘက်ကအကြမ်းမြင်းတွေစင်ကြယ်ပြီးမှအတွင်းကစင်ကြယ်ခြင်းတွေကိုရှေ့ရှုလို့ရတာသဘောပေါက်တယ်နော်အဲ့တော့ဘာကိုရည်ရွယ်ပြီးတော့ဦးဇင်းတို့ဘာကိုကြိုးစားပြီးတော့ပြောနေတာလဲဆိုတော့ဖရာတရားတော်မှန်သမျှသည်ပူကောင်းအောင်နေတတ်ပြီးတော့ပူပြီးတော့ချမ်းသာဒုက္ခရရှိစေဖို့စင်ကြယ်အောင်နေတယ်ဆိုတာကောင်းအောင်နေတာမဟုတ်လားမှန်ပါပါနော်ကာယကံညင်နွမ်းမှုမရှိအောင်ရှိနေလို့ရှိရင်ကာယကံညင်နွမ်းမှုကနေကာယကံစင်ကြယ်မှုတွေကိုသွားတယ်ဆိုတာပူကောင်းသွားတာမဟုတ်လားမှန်ပါပါဗျာမိမိရဲ့နှုတ်ကမကောင်းတာတွေပြောနေတာညင်နွမ်းတာတွေပြောနေတာကြမ်းထမ်းတာတွေပြောနေတာတွေကနေပြီးတော့တိမ်မွေ့တာတွေနူးညံ့တာတွေမှန်ကန်တာတွေအကျိုးရှိတာတွေကိုပြောတယ်ဆိုရင်ပူကောင်းသွားတယ်မဟုတ်လားမှန်ပါဗျာအဲ့ဒီလိုပဲစိတ်ထဲမှာလောဘတွေကြီးနေတာဒေါသတွေကြီးနေတာကနေပြီးတော့တဖြည်းဖြည်းနဲ့လိုအပ်တာပဲငါလိုချင်ပဲဟောနော်နောက်တဖြည်းဖြည်းနဲ့ညံရင်လာလို့ရှိရင်ဘဝမှာလိုချင်စရာဆိုတာဘာမှမရှိဘူးလို့သိတဲ့အဆင့်ရောက်သွားရင်လောဘဆိုတာငြိမ့်မသွားပြီဘူးလားငြိမ့်သွားပါတယ်ဗျာအေးအဲ့ဒါလို့လောဘဒေါသအညစ်အကြေးတွေရှိရာကနေလောဘဒေါသအညစ်အကြေးကင်းတဲ့ဘက်ကိုဥတည်ပြီးတော့ကြိုးစားတယ်ဆိုရင်ဒါပိုးကောင်းအောင်ကြိုးစားတာမဟုတ်လားမှန်ပါပါဗျာအဲ့ဒါတဲ့ကောင်းအောင်လုပ်တဲ့အလုပ်ရှိသေးလားရှိပါဘူးဗျာအဲ့တော့ဦးဇင်းတို့ကကောက်ချက်ဆွဲခြင်းတာကဘာလဲဆိုတော့တရားတော်မှန်သမျှသည်တတ္တဝါတွေကိုပိုးကောင်းအောင်နေတတ်ဖို့ညွှန်ကြားထားတာဒီကြီးပဲသူ့အချက်နဲ့သူပေါ့နော်မှန်ပါဘာလို့ပိုးကောင်းအောင်နေတတ်ဖို့လိုသလဲဆိုတော့ကောင်းလာမှသာလင်စိတ်ထဲမှာဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရမယ်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိမှစိတ်ရဲ့လွတ်မြောက်ခြင်းဝိမု ക്തി ဆိုတာကိုရမယ်အင်မတန်လေးနဲ့တယ်လို့ထင်တယ်နော်အဲ့တော့ဝိမု ക്തി ဆိုတာကိုရခြင်းရင်ဝိသုဒ္ဓိဖြစ်ဖို့လိုတယ်စကားတွေထပ်နေပြီနော်အရေးကြီးလို့ပြန်ပြောတယ်ဝိမု ക്തി ဆိုတဲ့လွတ်မြောက်ခြင်းကိုရခြင်းရင်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိဖို့လိုတယ်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိခြင်းတယ်ဆိုရင်ကာယကံဝစီကံမနောကံတစတဲ့တစတန့်ရှင်းဖို့စင်ကြယ်ဖို့ကောင်းမွန်ဖို့မှန်ကန်ဖို့မလိုဘူးလားလိုပါတယ်ဖေ။လိုတယ်ဒီတော့ဦးဇင်းတို့ဟောခြင်းရဲ့ရည်ရွယ်ချက်ကမိမိတို့ကိုမိမိတို့ပို့ပြီးတော့ကောင်းအောင်ကြိုးစားတတ်ဖို့သူများကကြိုးစားပေးလို့မရဘူးနော်မှန်ပါအေးအဲ့ဒီတော့မြတ်စွာဘုရားကတရားတော်တွေကိုလေကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပိဋကကြီးကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ဟုတ်လားအပြစ်တွေကိုပြပြီးတော့ဟောထားတာရှိတယ်မင်းတို့မကောင်းလို့ရှိရင်ဒီလိုအဆိုးပေးအကျိုးပေးဆိုးတာတွေတွေ့ရလိမ့်မယ်မင်းတို့စိတ်ဆင်းရဲရလိမ့်မယ်ပူပန်ရလိမ့်မယ်ဟောအပြစ်တွေကိုပြပြီးတော့မဆုံးမဘူးလားဆုံးမပါတယ်ဗျာဆုံးမတယ်နောက်ကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကျိုးတွေကိုပြပြီးတော့ဆုံးမတယ်မင်းတို့ဒီလိုကောင်းလို့ရှိရင်လက်တွေ့လက်ဒီလိုစိတ်ချမ်းသာမယ်နောင်လာမဲ့အနာဂတ်မှာလည်းပဲတတ်တဲ့ပိုကောင်းတဲ့အခြေအနေမျိုးနဲ့တွေ့လိမ့်မယ်လို့အကျိုးကိုပြပြီးတော့မဆုံးမဘူးလားဆုံးမပါတယ်ဗျာအဲ့တော့ဘုရားဟောထားတာတွေဟာအပြစ်ကိုပြပြီးတော့ဆုံးမတာတွေရှိတယ်အကျိုးတရားကိုပြပြီးတော့ဆုံးမတာတွေရှိတယ်ဒီလူတွေဉာဏ်ရှိတယ်နော်ကိုယ့်ကိုဝေဖန်တတ်တယ်နော်အေးအခုဦးစင်းပြောမှာကအ
အကျိုးအပြစ်တွေကိုပြပြီးတော့ဆုံးမတာတဲ့။အတုယူစရာနီးယူစရာကိုပြပြီးတော့ဆုံးမတဲ့အပိုင်းကိုပြောမှာ။မြတ်စွာဘုရားကတချို့သိတ်ကောင်းတဲ့သူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုပြောပြပြီးတော့ချစ်သားတို့ရှင်းတော့ကသူတော်ကောင်းတွေဆိုတာဒီလိုကျင့်ခဲ့ဘူးတယ်ဒီလိုပြောခဲ့ဘူးတယ်ဒီလိုတွေးခဲ့ဘူးတယ်အဲ့ဒီသူတော်ကောင်းကြီးတွေရဲ့ထုံးတမ်းစင်လာကိုနီးယူပြီးတော့သင်ချစ်သားတို့လည်းပဲသူတော်ကောင်းစိတ်မွေးပြီးတော့ကိုကောင်းအောင်လုပ်ကြအဲ့ဒါကတတိယနီလန်းသူတော်ကောင်းကြီးတွေကိုအတုယူဖို့ဆိုတဲ့စေတနာနဲ့မြတ်စွာဘုရားဘာလုပ်ခဲ့တာလဲဟောခဲ့တာအပြစ်ပြပြီးတော့ဆုံးမတဲ့နီးရှိတယ်နော်အကျိုးပြပြီးတော့ဆုံးမတဲ့နီးရှိတယ်နော်ပြီးတော့အတုယူစရာခုဦးဇင်းတို့ခေတ်ကာလသားသမီးတွေနားလည်အောင်ပြောရရင်တော့တခက်တော်တဲ့ပုံကိုယ်တွေရဲ့အထုပ်ပတ္တိတွေကိုဖတ်ရရင်စိတ်ထဲမှာသူတို့လိုတော်ရင်တဲ့စိတ်တွေဟာပေါက်လာတယ်ဟုတ်လားအခုဦးဇင်းတို့ပြောမှလည်းပဲဒါအထုပ်ပတ္တိပဲ